အားလုံးပဲမင်္ဂလာပါ19ရက်8လပိုင်း2026ဒီကနေ့မှရရှိထားတဲ့ဥရောပဘောလုံးလောကရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Manchester United အသင်းကတော့ Brighton အသင်းရဲ့ကစားသမားဖြစ်တဲ့ Carlo Valivas ကိုခေါ်ယူဖို့ကလပ်နှစ်သင်းနဲ့ရောကစားသမားနဲ့ပါအလုံးစုံသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့မှ Manchester ကဖော်ပြထားတယ်သတင်းတွေအရဆိုရင်တော့ Manchester United အသင်းကကစားသမားပြောင်းရွှေ့ကြီးကိုယူရို85တန်းဝန်းကျင်ပေးချေရသွားရဖို့အခြေအနေရှိပြီးတော့မှဒီကစားသမားကိုတော့ပြီးခဲ့တဲ့နေရာစီ transfer window တုံးတွေကကျွန်တော်တို့ဗောလေဆောင်းရီ transfer window တုံးရောUnited အသင်းကအရာခိုဖို့ချူပန်နေရလဲဖြစ်တယ်လက်ရှိမှာတော့ transfer window မပိတ်ခင်မှာပဲအသင်းတို့လိုအပ်နေတဲ့ဒါ Carlo Valivas ကိုခေါ်ယူဖို့ United အသင်းနဲ့ Brighton အသင်းကြားမှာသဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးတော့မှလာမယ့်24နာရီအတွင်းမှာပဲကစားသမားကိုခေါ်ယူနိုင်တယ်ဆိုတဲ့အကြောင်းအသင်းဘက်ကနေထုတ်ပြန်သွားဖို့အခြေအနေရှိတယ်ဆိုပြီးတော့ဖော်ပြထားတာလည်းဖြစ်တယ်တစ်ဖက်မှာလည်း Manchester United အသင်းရဲ့အင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ Marcus Rashford ကိုတော့ထူရကီကလပ်အသင်းဖြစ်တဲ့ Galatasaray အသင်းက transfer window မပိတ်ခင်မှာပဲခေါ်ယူသွားဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှဖော်ပြထားတယ်။ Marcus Rashford ကိုတော့ပြီးခဲ့တဲ့နေရာစီ transfer window တုန်းကကျွန်တော်တို့ United အသင်းကကျွန်တော် Barcelona အသင်းကိုတရားစီအငှားချခဲ့တာဖြစ်ပြီးတော့မှလက်ရှိမှာအငှားကနေ United အသင်းကိုပြန်ရောက်လာပြီးဒါကလပ်အသင်းရဲ့အနာဂတ်စီစဉ်တွေမှာထည့်သွင်းထားခြင်းမျိုးမရှိတော့တဲ့အခြေအနေကြောင့်မလို့ Marcus Rashford ကိုအသင်းဘက်ကအပိသက်ရောင်းချဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့မှGalatasaray အသင်းကထူရကီ transfer window မပိတ်ခင်မှာပဲအရောက်ခေါ်ဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။တစ်ဖက်မှာလည်း Manchester United အသင်းရဲ့ကစားသမားဖြစ်တဲ့ Paul Pogba ကတော့ Monaco အသင်းနဲ့လမ်းခွဲအပြီးအသင်းလက်မှတ်ဖြစ်နေပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မဲ့အခြေအနေရှိနေတာလည်းဖြစ်တယ်။ဒါကြောင့်မို့လို့ဥရောပအသင်းတွေတချို့အပြင်ပေါ့လေဒါကျွန်တော်တို့ sorry ကလပ်အသင်းပါဝင်MS Sport ဒါအမေရိကန်မေဂျာလိကလပ်အသင်းတချို့ကပေါ်ပါကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ်။ Chelsea အသင်းကတော့အသင်းရဲ့ Brazil တိုက်စစ်ကားမှဖြစ်တဲ့ဒါကျွန်တော်တို့ João Pedro ကို2032အထိနောက်ထပ်6နှစ်သက်တမ်းရှိတဲ့စာချုပ်နဲ့စာချုပ်အသစ်ထပ်တိုးနိုင်ခဲ့ပြီဆိုပြီးတော့မှကလပ်အသင်းဘက်ကဖော်ပြထားတယ်။ကျွန်တော်တို့ João Pedro ကကျွန်တော်တို့ဗောလေ Chelsea အသင်းကိုစပြီးတော့ရောက်တဲ့ကအသင်းအတွက်အထူးအားကိုးရတဲ့တိုက်စစ်မှုတယောက်ဖြစ်နေပြီးတော့မှအသင်းရဲ့နိုင်ပွဲတွေကိုပေါ့လေအဓိကဖော်ဆောင်နေတဲ့အဓိကတိုက်စစ်ကစားမလည်းဖြစ်တယ်။အသင်းကိုဒီနဲ့အထူးအသင်းကိုကူညီနေပြီးတော့မှလက်ရှိမှာတော့ဥရောပအသင်းတွေကကျောင်းပထရိုကိုခေါ်ယူဖို့ကြိုးပမ်းနေကြတာလည်းဖြစ်တယ်။ဒီထဲမှာတော့ဘာစီလိုနာအသင်းကပြောင်းရွှေ့ခြင်းယူရိုတန်80ဝန်းကျင်နဲ့ဒီနေ့ရစီ transfer window မှာကန့်လန့်မှုတချို့ရှိခဲ့တယ်ဆိုပြီးမဲ့လို့ Chelsea အသင်းကတော့ကျောင်းပထရိုကိုရောင်းချဖို့ကြိုးပမ်းသွားမှာမဟုတ်ဘူးဆိုပြီးညှဉ်းဆန်ထားပြီးတဲ့နောက်ပိုင်းမှာတော့လက်ရှိမှာ2030နှစ်ထိနောက်ထပ်6နှစ်သက်တမ်းရှိတဲ့စာချုပ်အသစ်ထပ်တိုးနိုင်ခဲ့တာဆိုပြီးတော့မှကလပ်အသင်းဘက်ကဖော်ပြထားတာလည်းဖြစ်တယ်။ဒါပေမဲ့သင်းရဲ့တိုက်စစ်မှုဟောင်းဖြစ်တဲ့ Darwin Núñez ကတော့အစောပိုင်းတုန်းကဒါကျွန်တော်တို့ budget အသင်းစီကိုပြောင်းရွှေ့နိုင်တယ်ဆိုပြီးတော့သတင်းတွေထောက်လျှောက်ထွက်နေတယ်ဆိုပြီးမဲ့လို့လက်ရှိမှာတော့Al-Ahlyအသင်းစီကနေAl-Ahlyအသင်းစီကိုပြောင်းရွှေ့သွားခဲ့ပြီးတော့မှဥရောပဘောလုံးလောကနဲ့ဆက်ပြီးတော့မှဝေးကွာသွားခဲ့ပြီဖြစ်တယ်ပေါ့လေဆိုတော့အချင်းရှုပေးခဲ့တဲ့ထူးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်